မင်းတို့ချမ်းသာဖို့အတွက်အခုချမ်းသာတဲ့တထေးတွေတော်တော်များများလိုက်ကြည့်လူမှုဆက်ဆံရေးအင်မတန်ကိုပြေပြတ်ပြီးတော့အင်မတန်ကိုစကားပြောကောင်းတာအဲ့ဒါအရင်ကြီးတစ်ခုလို့မှတ်ထားနော်စကားပြောထောင်မကျိုးအပိုးမသေးကိုယ့်ရုပ်ကာယရုပ်ကလေးကတော့တဏှာကမပါကွာလူကထောင်မကျိုးပါဘူးမဖြစ်ဘူးဒါကြောင့်မလို့ထွက်သုံးထွက်ဆိုတာလေးပြောချင်ပါတယ်ထွက်သုံးထွက်လေးဖတ်ပြပါဦးထွက်သုံးထွက်ရုပ်ထွက်ရုပ်လှပပြီးကိုမူရာရင်ကျေးတိမ်မွေခြင်းနှုတ်ထွက်စကားပြောရင်ကျေးတိမ်မွေပါးနတ်လိမ္မာခြင်းစိတ်ထွက်စိတ်ဓာတ်ဖြူစင်ပြီးရိုးသားဖြောက်မှတ်တည်ကြည်ခြင်းရုပ်ထွက်မလှနှုတ်စိတ်လှအမှန်ပချမ်းသာမည်ရုပ်စိတ်နှုတ်အစုံပြီးပြည့်စုံအကုန်ချမ်းသာမည်ဒါလေးတွေကဥအောင်သွားရင်းလာရင်းနဲ့စဉ်းစားရင်းကြုံတိုက်လို့ကိုယ့်ဘဝတွေကစားတွေပါနော်ဆရာသမားတွေပြောတာတွေလည်းတချို့ပါမယ်အဲ့တော့ပြောချင်တာလူတွေမချမ်းသာခြင်းအကြောင်းရင်းမှာရုပ်ထွက်ရုပ်မလှတာအကြောင်းမဟုတ်ဘူးအပြောဆိုကောင်းတယ်ချမ်းသာပါတယ်နော်ဟာသူနဲ့တွေ့လိုက်တာနဲ့ဥအောင်လို့ဆိုဘယ်ပဲရောက်သွားကောက်ကွင်းရောက်တာနဲ့တပြိုင်ဟာဟိုမှာရွှေအောင်ကြီးလာတယ်ဟေးအောင်ကြီးဥအောင်လို့ဆိုရင်ဘယ်စကားမဆိုတက်အောင်တင်တယ်အတက်နိုင်တယ်တရုတ်နဲ့တွေ့တရုတ်လို့ပြောတာပဲကလားနဲ့တွေ့ကလားလို့ပြောတာပဲတက်မတက်ပြောတာပဲအဲ့တော့သူ့ဘာသာနဲ့နှုတ်ဆက်ရင်သူသဘောကျတာဟေးရွှေအောင်ဖြင်းပြန်တော့ဆောက်မြင်းပြန်တော့ဆောက်တာကွက်ကိုကျိုးစစ်ဆန်းဝန်ဆန်းချင်းပြောလိုက်တာအဲ့လိုဆို9000နဲ့ဘလောက်သူတို့ရင်းနှီးသွားတယ်ကိုစီကတရုတ်လဲရွှေဝယ်တယ်ပုံသားနဲ့တွေ့လားဘာလို့ကောရီမနာနမစတေဘာဘူးအကုန်တာနှုတ်ဆက်ရှမ်းနဲ့တွေ့ရှမ်းလို့နှုတ်ဆက်အဲ့တော့တို့လူတွေချမ်းသာခြင်းလားမွဲခြင်းလားမပြောတဲ့လူတွေမွဲမှာပဲချမ်းသာခြင်းလားမွဲခြင်းလားတကင်ဖြစ်ခြင်းလားကျွန်ဖြစ်ခြင်းလားမပြောတဲ့လူတွေပါဖြစ်မှာအဲ့တော့တခင်တော့ဖြစ်ခြင်းနဲ့ချမ်းတော်ချမ်းသာခြင်းလေချမ်းသာခြင်းလားဒီတိုင်းချမ်းသာလို့မရဘူးနှုတ်ထွက်ကောင်းရမယ်ဘယ်နာသွားသူရောက်လာတယ်အဲ့လိုတောင်တို့မကြောက်တော့ဟဲ့အောင်ကိုမလာပြီနော်ရောက်အဲ့ကောင်လာရင်တတိထားနော်သူ့ချေဘာမှသွားမပြောနဲ့နော်အဲ့ကောင်ပါဇက်မင်းဓာပါတာနဲ့တူတူပဲမလုတ်ပါနဲ့နော်ကိုရောက်သွားတာနဲ့အဲ့ဒီနေရာလေးလှုပ်သွားဟာအောင်ကြီးရောက်လာပါလားတွေ့တာနဲ့နှုတ်ဆက်ပါဟာအကိုကြီးနည်းနည်းဝနေတဲ့လူနဲ့တွေ့လို့ရှိရင်နော်နည်းနည်းကိုရီလေးစစ်သွားတယ်ဗျခင်ဗျဘာအားကစားလုပ်လို့လားအမှန်သူကနည်းနည်းတော့ပိုဝနာပေါ့နော်အဲ့ဒါပါနှုတ်ထွက်နေဟာသူဟိုလူကသူကြည့်ပြီးတော့အမှန်တော့ပိုဝနာဟာနောင်ကြီးခင်ဗျနည်းနည်းစစ်သွားတယ်လို့ပဲအဲ့ဒါပါလေနှုတ်ထွက်ဥအောင်တို့လိုလူမျိုးကြတော့ငကိုကမှပိန်ရတယ်တဲ့တွေ့ကြတယ်ဥအောင်ခမကြည့်ရတာဗျာမျက်တွင်းနေကြပြီးပိန်လာ ਈ လားဆိုငကိုကမှပိန်လို့စိတ်ညစ်ရတယ်သူပြောတာနဲ့တော့ကိုဟုတ်တယ်ကွာလို့ငါအေဖြစ်နေတာလို့ပြောလိုက်ရောပြီးနော်အဲ့ဒါဘာထွက်လဲနှုတ်ထွက်အဲ့ဒီနှုတ်ထွက်ကဘာရမှာတော့ပတ်စံရမှာပတ်စံရခြင်းနှုတ်ထွက်ကောင်းနော်ရုပ်ထွက်ကတော့တက်နိုင်တဲ့လောက်ပြင်ပေါ့ဗျာအခုကြုံတဲ့ဒီမဲ့မိုးချင်ဝင်ချင်ဒါဇွတ်လုပ်ပြီးတော့လှုပ်လက်ပြီးလာရတာပဲနော်မျက်နှာရေပုတ်ပြီးတော့မင်းညကလည်းပန်းကုန်းစွတ်ဆိုတော့ခဏဒီမှာလဲရေဘူးချိုးလို့အနာရပေါက်သေးတယ်တို့ကလည်းပွဲတွေလိုက်ရင်ဆရာတော်ဒီတော်တော်လေးဥချပါတယ်ဆရာတော်ကြီးတွေနေတိုင်းတရားပွဲလိုက်တာဘာမှမဖြစ်ဘူးတို့မှာပွဲတော်ပွဲလက်ခံပြီးပြီဆိုလို့ချင်းလင်ရောမယားရောပန်းကုန်းဆက်ဖို့တို့ဘိသိဆရာလည်းမြောက်ပြီးသေးတာလေတလင်ပတမယားဖြစ်ရပါမယ်တို့အမျိုးသူဘာသာသူဖြစ်ရပါမယ်တို့အာသာသနာဘလူစောင့်ရှောက်ပါမယ်သာသမီထွန်းကားပါဆိုအဲ့ဒါတွေကကိုကပြည့်စုံနေတော့ဘယ်ပွဲမဆိုပန်းကုန်းစွတ်ပါအောင်လက်ထုတ်စွတ်ပါအောင်ဒါနဲ့ပဲလဲမလဲအဲ့ကြဘာလို့ရတော့ရေမူးချိုးကလည်းဆင်ကျင်ရတယ်ဒါမင်းညံ့နေရဦးအောင်လက်ထက်လက်ဆိုပန်းကုန်းစွတ်တာတွေလုပ်ပြီးတယ်မနေ့စောကြီးထားတဲ့လီရင်စီးတယ်ရန်ကုန်ကကာသမာတယောက်ဆောင်တယ်လီရင်ကိုကနေတန်းလာတယ်အိမ်မဲကကိုသိန်းစောကကျူတယ်ဒီဘက်မရောက်ဘူးဒါဆိုပြောချင်တာနော်နှုတ်ထွက်ပြီးတော့ဗာလဲရုပ်ထွက်အိမ်ပြန်မနေကြနဲ့ဟိုမှာရေးလဲထားတယ်လေဘာရဲ့ချမ်းသာခြင်းဘာကောင်းမယ်အဲ့ဒီသုံးခုကိုကောင်းအောင်စိတ်ထွက်ကတော့ပြောစရာမလိုပါဘူးဗျာနော်စိတ်ရင်းစိတ်ဓာတ်ကောင်းမှုပါအဲ့တော့ရုပ်ထွက်နဲ့နှုတ်ထွက်ကတော့သင်ပေးရမယ်စိတ်ထွက်ကတော့ထူထူဓာရိတာနဲ့ပတ်သက်တာကိုကျင်တရားပေါ့နော်ဒါစိတ်ထွက်ဆိုတဲ့နေရာမှာလဲကျွန်တော်တို့မြန်မာလူမျိုးတွေမှာမှားနေတဲ့အတွေးတစ်ခုကျွန်တော်တွေးဖြစ်ပါတယ်နော်အဲ့တော့စိတ်ရင်းစိတ်ဓာတ်ကောင်းမှုလည်းလိုအပ်တယ်အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်ဒါလေးလည်းသိခံပြီးကျွန်တော်ပြောချင်ပါတယ်ဘုဂုတ်ဆရာတော်ဘုရားကြီးကဟောတယ်မင်းတို့နားထောင်တဲ့အခါတရားနာလို့ရှိရင်ဉာဏ်အိတ်ထဲရောက်ပြီစီဘယ်အိတ်ထဲရောက်ပြီစီဉာဏ်အိတ်ထဲတော့အခုဥအောင်ပြောတဲ့ဟာဒီဉာဏ်အိတ်ထဲရောက်မှအသုံးတဲ့ပါဥအောင်မေယာပြောတဲ့သူတွေတပည့်တွေလာလို့ရှိရင်ခဏဆုံးပါလေနင်တို့တော့တဲ့သမင်းစားပြီးတော့ကြောပါချီးမဖြစ်စေနဲ့တဲ့ဘာလို့လို့တော့သမင်းစားပြီးချီးဖြစ်လို့ပတ်သက်မရဘူးလေသမင်းစားပြီးဉာဏ်ဖြစ်မှဖြစ်မှာပေါ့တဲ့
အဲ့တော့ဒီနေ့ဦးအောင်တို့ပြောတဲ့စကားလေညံဖြစ်ဖို့လိုတယ်ညံအိတ်ထဲရောက်ဖို့လိုတယ်ပြီးရင်အဲ့ဒါကိုပြန်အသုံးချအခုလဲဦးအောင်တို့ပြောနေတာနှုတ်ထွက်နဲ့ပတ်သက်ပြီးတော့ကိုဂရိဘာပြောပြတာခုနကကျွန်တော်တို့သမင်းဆိုင်ရင်တန်းလန်းနဲ့အမတယောက်ကျွန်တော်နဲ့အတူသမင်းလာဆိုင်ရင်ပြောတယ်ငါတို့ကတဲ့ဟောပြောပွဲတစ်ပြောပြီးလို့ရှိရင်မနေ့ကဆရာပြောသွားတယ်ပြန်အလွတ်ပြနိုင်တယ်ပြောနိုင်တယ်လူဆိုတာအစောပါဝါစုပ်အားကောင်းရတယ်ဦးအောင်တို့ကတချို့တလေစကလုံးတွေကသူများစကလုံးတစ်လုံးရရင်အခုဆရာကြီးလေတွင်းသားထွန်းတဲ့စကားပြောတယ်ဆိုရင်အဲ့စကားကိုငါဘာရမလဲတလူချို့ကတခါတလေတလားနှစ်လားနေလို့လူတယောက်ပေါင်းစကလုံးတစ်လုံးရဖို့မလွယ်ဘူးတိတ်အရေးကြီးတယ်ဒါဆိုနော်အဲ့တော့ဦးအောင်တို့ကနေပြောနေတဲ့စကားတွေအခုခေါင်းစဉ်၃ခုပြီးသွားပါပြီနှုတ်ထွက်ရဲ့ရုပ်ထွက်ရဲ့စိတ်ထွက်ရဲ့ဒါလေးမှတ်တာပါနောက်တစ်ခုဓာပြည်ဝန်းလို့မနေနဲ့နော်ဒါလေးလည်းဦးအောင်တို့ပြောချင်ပါတယ်ဓာပြည်ဝန်းလို့မနေနဲ့ဆိုတာဦးအောင်တို့တစ်ခါလေးတွေးကြည့်တယ်ပေါ့နော်အခုဦးအောင်ရောက်လာတာနဲ့ဝိုင်းပြီးနှုတ်ဆက်တယ်တယုတတိအလုံးနှုတ်ဆက်တယ်ခုနစီမံဥက္ကရာကြီးကဦးအောင်ကိုလမ်းတွေ့တဲ့အခါမှန်လေးချပြီးတော့ဟာဒါဘသူပါတွေ့လို့နှုတ်ဆက်တယ်အဲ့တော့ကိုယ့်ရဲ့အသက်ကြီးတဲ့လူတွေဟာမင်္ဂလာပါဦးအောင်ကဘာပဲပြောဟောပြောဝဲလာဘာရွှေဆိုင်ပိုင်ရှင်ပဲဖြစ်ဖြစ်ကိုယ့်နဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်နဲ့လူလို့ရှိရင်တယုတတိတလေးစားလုပ်ဖို့လိုအပ်ပါတယ်အဲ့တော့ပြောချင်တာမာနာမကြီးဖို့ပါတချို့တွေကကိုယ့်ရှိတာတမတ်ဖို့30ဘိုးလောက်ကြွားနေတာဟုတ်ဒါမှမဟုတ်လို့ဒီလပြည်ဝန်းလို့မနေနဲ့ဆိုတာလေးလည်းဖတ်ပြပြီးတော့လောကထဲမှာနေရင်လပြည်ဝန်းလို့နေဘာဖြစ်မယ်လောပြည်ဝန်းလို့မနေဘာဖြစ်မယ်ဆိုတာလေးဆရာကောင်းပြန်ဆက်ပတ်ပါလပြည်ဝန်းလို့မနေကြပါနဲ့လွန်ခဲ့တဲ့10နှစ်ကျော်တုန်းကပြောပြခဲ့တဲ့စကားလေးပါကိုတတိဖြစ်ပြီးထင်တဲ့နေ့ဟာသူ့ရဲ့နောက်ဆုံးတတိဖြစ်တဲ့နေ့ပဲ2006ခုနှစ်ဝန်းကျင်ကဆရာကျော်ရင်မြင့်နဲ့ပထမဦးဆုံးကြိမ်အင်တာဗျူးမှုတာပါဆရာအစပြီးမေးပါတယ်အောင်တမာရီရွှေဆိုင်ပိုင်ရှင်တယောက်အနေနဲ့ဆိုပြီးမေးတော့ဟိုးဆရာဟိုးကျွန်တော်ပိုင်ရှင်မဟုတ်ပါဘူးအလုတ်သမားကောင်းပါလို့စဖြေခဲ့တာပါဆိုလိုရင်းကဆရာရဲ့လူဆိုတာကသူ့ကိုယ်သူတထေးလို့ထင်သွားရင်အလုံးမလုပ်တော့ဘူးလေမလုပ်တော့ကြီးပွားမှုရပ်သွားပြီပေါ့နောင်လာမဲ့ပိုင်ဆိုင်မှုတွေဆုံးကုန်မှာပေါ့ဒါကြောင့်ဆက်ကြီးပွားဆက်ပြီးကြွယ်ဝဖို့အလုံးဆက်လုံးနေမဲ့အလုတ်သမားကောင်းလို့ဆိုလိုတာပါကျွဲချီရခွက်တဲ့ဖားကပင်လည်းမမြင်ဘူးသလိုလူတွေဟာကိုယ့်ဟာလေးနဲ့ကိုခြေနဲ့သွားရင်ကြိုးစားခြင်းစိတ်အားကြခြင်းစိတ်တွေပျောက်ကုန်မှာပေါ့ဘယ်လိုမှတ်ယူတရားရှာတော့မယ်ဆိုရင်ငါသေတော့မယ်လို့မှတ်ပါစီးပွားရှာတော့မယ်ဆိုရင်ငါဘယ်တော့မှမသေနိုင်ဘူးလို့မှတ်ပါမန္တလေးမြို့ကသိန်းဝင်းစံသားကိုကြီးသိန်းကသူ့တပည့်တွေကိုဆုံးမတဲ့စကားလေးပါမင်းတို့ဘယ်တော့မှဒါမင်းတို့ထိန်ထိန်မသာခြင်းကြနဲ့လေလာပြည့်ပြီးရင်တော့နောက်ရက်ဆိုလာစုပ်ဖြစ်ပြီးနောက်လာဝယ်ညရောက်တော့မှလာဇန်းလေးလိုကျင့်မှာလာဇန်းရဲ့လေးလိုကုတ်လေးနေပြီးဆက်ကြိုးစားကြရမယ်တဲ့တဖြည်းဖြည်းပြေးလာမှာပေါ့တဲ့နှစ်ချုပ်တော့အခုလက်ရှိပိုင်ဆိုင်တဲ့လောကီလောကုတ်ချမ်းသာလေးတွေကဘာမှမဟုတ်သေးဘူးလို့သဘောထားပြီးဆက်ပြီးကြိုးစားရအောင်ပါစာတလုံးကြောင့်လာဇန်းလေးလိုတာကြပါစေအဲ့တော့ဦးသိန်းဝင်းဆိုပြီးညတ်တဲ့ခါသူပြောတဲ့စကားလေးပါသူတပည့်တွေကိုသူပြောတယ်ဆရာမင်္ဂလာပါဗျလို့ပြောရင်မင်းထမင်းမှန်ကတော့ဘူးဆရာထိုင်ပါဗျလို့ပြောရင်အဲ့ဒါမင်းမန်းလေးမျိုးတဝက်သိမ့်လိုက်ပြီအဲ့တော့တို့လူတွေကလူချင်းတွေ့လို့ရှိရင်ကိုအားစနှုတ်ဆက်တာနဲပါတယ်ကိုအောင်သမီးတွေကတခါတလေပွဲသွားတဲ့အခါကျတော့ပြောတယ်အဖေတငယ်ချင်းဘသူနဲ့တွေ့တယ်သမီးကိုနှုတ်မဆက်ဘူးတဲ့ဟဲ့နင်ကအငယ်နင်ကစနှုတ်ဆက်တို့လူငယ်တွေလည်းပြောချင်တာကိုကစနှုတ်ဆက်ပါသူနှုတ်ဆက်သည်မဆက်သည်နှုတ်မဆက်တော့လေအရင်ပဲဦးလေးမင်္ဂလာပါတကယ်ချင်းမင်္ဂလာပါကိုကဥအောင်ပြောသလိုပဲခေါင်းစဉ်ဟာပရိသတ်ရှိဖို့လိုတယ်ဒါလည်းအရေးကြီးပါအဲ့တော့ကိုဘယ်တော့မှတော့ခဏဥအောင်တို့ဒီကိုလာပြောတယ်တကယ်ပင်ပန်းပါလေအခုထိုင်ဥအောင်တို့ထိုင်နေရတာရရမ်းပင်ပန်းတယ်တတိထားပါဒီကလည်းလှုပ်နေသေးတယ်အကာလည်းမရှိဘူးဒူးကလည်းနှံ့လို့မရဘူးတနာကြီးခွဲလောက်ကလည်းမတ်တက်ကရအေးရလည်းမဝဘူးအဲ့ဒါဘာလဲပြောရင်ကိုအော်ငါချမ်းသာနေပြီပဲငါတထေးပဲလို့ကိုဘယ်တော့မှတထေးလို့လည်းသဘောမထားဘူးဥအောင်တို့ခဏပြောတယ်ငါတထေးလို့ထင်တဲ့နေရအဲ့ဒါမင်းတို့လူငယ်တွေကိုယ့်အတွက်တထေးဖြစ်တာနောက်ဆုံးနေလို့ပဲမှတ်တယ်အဲ့တော့တထေးမဟုတ်သေးဘူးဆိုရင်တော့နောက်တစ်နေ့ဆက်ကြိုးစားမှာပေါ့ဒါကလောကီပါတကယ်လို့လောကုတ္တရာတရားအားထုတ်မယ်ဆိုခဏဥအောင်တို့ကမှတရားစခန်းလုပ်ရပါတယ်လူ320နဲ့လစဉ်တရားစခန်းလုပ်ပေးပါတယ်အဲ့တော့တရားအားထုတ်မယ်ဆိုရင်တော့ငါမနေ့ကသေတော့မယ်ဆိုပြီးအဲ့တရားစခန်းတွင်းမှာတော့အဲ့ဒါအပြီးတာချင်းလိုက်တော့နော်
ဒါလည်းအတွေ့အကြုံလေးပါဒါကြောင့်မလို့လူငယ်တွေကိုမှာကျင်ပါတယ်ကိုဘယ်တော့မှလာပြေဝင်လို့မနေပါနဲ့အဓိကပြောချင်တဲ့အချက်ကတော့မာန်မာနမရှိဘဲနဲ့မထောင်လွှားဘဲနဲ့ကြိုးစားဖို့အတွက်ပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဘာလို့ဆင်းရဲဒါလဲလူတွေမှာဆင်းရဲရတဲ့အကြောင်းရင်းအချက်ကလေးတွေရှိပါတယ်နော်အဲ့ဒါလေးလည်းဆရာကောင်းမြင်စဖတ်ပြပါဘာလို့ဆင်းရဲတာလဲဆင်းရဲသားတစ်ယောက်ကဘုရားရှင်ကိုမေးလျှောက်တာဘာဖြစ်လို့ကျွန်တော်မျိုးဟာမွဲတေဆင်းရဲနေရတာလဲဗျာဘုရားရှင်ကမိန့်ပါတယ်သင်ဟာပေးကမ်းခြင်းနဲ့ပေးကမ်းနည်းကိုမသိလို့ပါပဲဆင်းရဲသားကပြန်လျှောက်တာကျွန်တော်မျိုးမှာပေးကမ်းစရာဘာမှမရှိတာဆိုတော့မြတ်စွာဘုရားကသင်ပေးတာတင့်မှာရှိနေတာတွေမနှဲပါဘူးမျက်နာအပြုံးတွေပေးစွမ်းနိုင်တယ်လမ်းဆမ်းမှုကြွမှုရှင်လန်းမှုတွေပေးစွမ်းနိုင်တယ်ပါဇက်သူတစ်ပါးကိုချီးမွမ်းစကားတွေအားပေးစကားတွေမင်္ဂလာရှိကောင်းမွန်တဲ့စကားတွေပြောပေးလို့ရနိုင်တယ်နှလုံးသားတစ်ပါးသူကိုရင်ပွင့်ပြနိုင်တယ်စစ်မှန်ခြင်းတွေဖြူစင်ရိုးသားမှုတွေနဲ့မေတ္တာတရားတွေပေးစွမ်းနိုင်တယ်မျက်လုံးတစ်ပါးသူကိုကောင်းမွန်တဲ့စေတနာအမြင်တွေနဲ့ကြည့်လို့ရတယ်နှွေးထွေးပေါ်ရတဲ့အကြည့်နဲ့ပေးစွမ်းနိုင်တယ်ကိုယ်ခန္ဓာသူ့ကိုအသုံးချပြီးသူတစ်ပါးကိုကူညီနိုင်တယ်ဒါကြောင့်မို့လို့သင်ဟာမစင်းရဲပါဘူးစိတ်ထဲကနှိမ့်ကျစင်းရဲခြင်းတွေကသာလျှင်စင်းရဲခြင်းအစစ်ဖြစ်တယ်ချစ်မြတ်တာတွေပေးလွတ်လိုက်တဲ့အခါမှာမြတ်တာတွေပြန်ရောက်လာမယ်သူတစ်ပါးကိုကူညီလိုက်တဲ့အခါမှာကူညီမှုတွေပြန်ရောက်လာမယ်ပျော်ရွှင်မှုတွေပေးလိုက်တဲ့အခါပျော်ရွှင်မှုတွေကပြန်ရောက်လာတတ်တယ်ဒါဟာအကျိုးနဲ့အကြောင်းဖြစ်တယ်လို့လောကကြီးရဲ့သဘာဝပဲပေးဆက်လေးရရှိလေးပါပဲသင်ဒီစာကိုဖတ်ပြီးတဲ့အခါမှာသင်မှာရွေးချယ်စရာနှမျိုးရှိတယ်သင်တက်နိုင်တဲ့လောက်မျှဝေလိုက်တဲ့အခါလောကကြီးဟာမေတ္တာတရားတွေတိုးများလာမယ်သင်စိတ်ဝင်စားပဲနေလိုက်လို့ကတော့ရပြီဆရာမမြင်ခဲ့ဘူးလို့နေလိုက်တယ်ရပါဆရာကောင်းမြင်ရပြီစားရှိမှာဆိုလို့သိကျင်ဝယ်ဖက်နှစ်ချက်ပဲစာအုပ်ရောင်းတာတော့မဟုတ်ဘူးအချိန်ရမရှိဘူးเนาะအဲ့တော့ဒါတွေကကောင်းတို့ရာလေးတွေဥအောင်တို့ပြန်ရှယ်တာလေးရှိပါတယ်အဲ့တော့ခုနဥအောင်ပြောသွားတယ်နှုတ်ထွဲရုပ်ထွဲစိတ်ထွဲဆိုလိုပါပဲဘုရားရှင်ရဲ့ဥပမာပေးထားတဲ့ဘုရားအဆုံးအမနဲ့ကြိုက်ပြီးပြောခြင်းဖြစ်ပါတယ်ဒါမှမဟုတ်လူတွေဟာအရင်ကြီးဟာမင်းမဲလို့ဥအောင်ပြောခဲ့တဲ့ထဲမှာမျက်စိနားနာလျာကိုစိတ်ဓာရီယာကိုအတွက်အရင်ကြီးပါပဲလောကကြီးမှာအဲ့ဒီတဲ့အရင်ကြီးမပြည့်စုံတဲ့လူတွေလက်တွေ6တွေမပါဘဲနဲ့ကဘာမှာလှည့်ပြီးတော့ဟောပြောပြီးတော့ချမ်းသာနေတဲ့တတိတွေမရှိဘူးလားရှိတယ်เนาะအဲ့ဒါကြောင့်မလို့တို့ညောင်းများကလူငယ်တွေအားမငယ်နဲ့เนาะကို့မှာခန္ဓာကိုယ်ပြည့်စုံရှိတယ်ဥအောင်တစ်ခါကဟောက်ရိုက်တော့ညောင်းညာတဲ့ခါကျတော့မန်းလေးမှာချီခါရားဆိုတဲ့ဂျပန်အနှိပ်ကဗလိုင်းပေါ့เนาะမျက်မမြင်ကလေးတွေခေါ်ပြီးနှိပ်ပါတယ်နှိပ်တော့သူ့ကိုနှိပ်ခိုင်းတက်လိုက်နဲ့ပြောပြတယ်သူ့နာမည်ကကိုဝင်းသူထင်ပါတယ်ကိုဝင်းသူရေလို့မင်းအခုမျက်စိမမြင်တာနဲ့နားတကယ်လို့မကြားတာဆိုလို့ရှိရင်လို့မင်းကိုမျက်စိညီခွင့်ပေးလိုက်မယ်မင်းနားကိုကမ်းမယ်ဆိုရင်မင်းလဲမလားအာဆရာကျွန်တော်မလဲနိုင်ဘူးတဲ့ကျွန်တော်မျက်စိမမြင်တာပဲကြိုက်တယ်ဟာဘာဖြစ်လို့လဲဆရာတဲ့မျက်စိမြင်တယ်ဆိုတာကကိုယ့်အသက်အန္တရာယ်တော့တိမ့်လို့ရတာပေါ့တဲ့ဒါပေမဲ့မျက်စိမမြင်တဲ့လူကိုတရားဟောလို့မရဘူးဆရာတဲ့အားကဟာဘာဒီလောက်ပဲထမင်းစားတာပဲဒီတိပြောလို့မရဘူးနားကကြားတော့ကျွန်တော်တရားနာလို့ရတယ်တဲ့ဆရာပြောတဲ့ဟောပြောပွဲတွေကျွန်တော်နားနဲ့နားထောင်လို့ရတယ်အဲ့ဒါကြောင့်မို့လို့မျက်စိနဲ့နားနဲ့ဆုံးရှုံးခဲ့ရင်တော့မှမျက်စိကန်းနေပြီပဲနားကအသေးစိတ်ပြောလို့ရတယ်စကားမပြောတတ်တဲ့အားကိုအသေးစိတ်ဘာမှပြောလို့မရဘူးဒါကြောင့်မို့လို့ကို့မှာမျက်စိတွေနားတွေလျှာတွေကိုယ်တွေစိတ်တွေအားလုံးပြည့်စုံနေတာဟာအရင်ကြီးဟာမင်းပဲလို့သဘောထားပြီးတော့ဒီနေ့မြောင်းများကတို့လူငယ်တွေမန်းလေးမရောက်လို့ရန်ကုန်မရောက်လို့နိုင်ငံခြားမရောက်လို့တနေ့တစ်ချိန်တော့သွားရမယ်နော်မြောင်းမြမှာအောင်မြင်တဲ့လူတယောက်ဖြစ်မှာရန်ကုန်မန္တလေးမှာအောင်မြင်မှာမင်းတို့မြောင်းမြမှာလည်းကြောင်ချောက်ချမနယ်လေးစိတ်လေးတောက်လိုက်လက်ဖေးအတန်လေးသွားထိုင်လိုက်ဂျယ်လေးလိန်လိုက် Facebook လေးနှိုက်လိုက်ရန်ကုန်သွားအလုပ်လုပ်လိုက်မင်းတို့ဘာမှဖြစ်မှာမဟုတ်ဘူးဒီမြောင်းမြမှာနာမည်ရှိရမယ်ခဏအောင်သမားကြီးဥအောင်ဘာဘူးလို့ရွှေဆိုင်ကိုနာမည်တစ်လုံးရလာလဲပြောရင်ဥအောင်ကရွှေကိုရတဲ့ဘဝတုန်းကလည်းပြိတ္တအများကြီးရှိအဲ့ဒါမလို့စထွက်တဲ့ခေါင်းစဉ်ကဘာလဲချမ်းသာခြင်းရင်ပြိတ္တမှုဒါလေးတွေကဘယ်ထဲရောက်အောင်လုပ်ရမှာလဲလုံးဘယ်ထဲရောက်မှာလို့
ဉာဏ်အိတ်ထဲရောက်အောင်လုပ်ဒါတွေကအရေးကြီးတယ်နော်ဥအောင်တို့မတ်တက်ရက်ပြီးပြင်ပန်းခံတယ်ဒေါက်တာကြီးတို့လာပြီးပြောတယ်ဟိုဘဘလေတွင်းသားတွန်းချက်တို့အသက်80ကြီးဒုက္ခောက်ကြီးနဲ့လာပြောတယ်ဆိုတာဒီလူငယ်တွေအတွက်ကိုပြောနေတာပရိသတ်ဒီလုံးဝ VIP ပဲဒီလူတွေအတွက်အာယုံပြုတ်ပြီးတော့လေရင်နဲ့အပြင်ပန်းခံပြီးလာတာအဲ့တော့လာတဲ့ဟာလေးကိုတော့တိမ့်တိမ့်ပိုက်ပိုက်လေးတော့ထည့်သွားပြီးဖို့လိုအပ်တယ်နော်ဥအောင်တို့ပြောခဲ့တဲ့ဟာဒီ Facebook ကလိုက်လွှင့်ထားတယ်ဒီမှာဒါပရိသတ်က1000ရှိပြီမဲ့လို့ဥအောင်တို့မြကြီးနားမှာပြောတဲ့ live တစ်ခုဆိုလို့ရှိရင်ဒါတဲ့ပရိသတ်ကကျောင်းသားတွေ limit လို့ပြောတာဖြစ်တယ်လူက300 400ပဲရှိတယ်တကယ်တမ်းကြည့်တဲ့ဟာက 990k ဆိုတော့ဘယ်လောက်လဲ9သိန်းနဲ့9000 6သိန်းလောက်ရှိတယ် Facebook လည်းအင်မတန်ကျေးဇူးတင်စရာကောင်းတယ် internet လည်းကျေးဇူးတင်တယ်ဒီနေရာကဒီလိုပြောနေပြီပဲအခု Facebook မှာနားထောင်နေကြတယ် Facebook မှာနားထောင်တဲ့လူတွေလည်းဥအောင်တို့အများကြီးကျေးဇူးတင်တယ်ကိုကဒီပရိသတ်1000ပဲလို့အပြင်မှာ10သိန်းလည်းဖြစ်နိုင်တယ်9သိန်းလည်းဖြစ်နိုင်တယ်ဒါကြောင့်မို့ဂရိဥအောင်တို့ပြောတဲ့ဟာလေးတွေနောက်ထပ်များမေ့နေခဲ့ရင်အောင်သမားဒီ page မှာဝင်ကြည့်ပါအကျဉ်းချင်းနားထောင်ပါဥအောင်တို့မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားနာတယ်ဆိုတရားတစ်ပုဒ်ကိုတစ်ခါနာရင်အနည်းဆုံးအကျဉ်း90တရားနာပါတစ်ပုဒ်ထဲကိုနာတာနော်တစ်ခေါက်နာရင်တစ်မျိုးနားလေတယ်တစ်ခေါက်နာရင်တစ်မျိုးနားလေတို့လူတွေလည်းပြောချင်တာဥအောင်တို့ပြောတဲ့စကားလေးတွေကစွဲအောင်လုပ်ပါဥအောင်တို့ကငငယ်တုန်းကဒီလိုသင်တန်းလည်းမတက်ဘူးဟောပြောပွဲလည်းနားမထောင်ဘူးဆရာကြီးလော်တင်းသားထောက်စိတ်လည်းမသိဘူးဥအောင်သင်လည်းမသိဘူးဥအောင်သိတာဒီဆရာကြီးရွှေတောင်းရဲ့ဒီစာအုပ်တုပ်ပဲဖတ်ခဲ့တာကိုရရောင်းနေအင်တာနက်နဲ့ကိုကချမ်းသာခြင်းနဲ့ချမ်းသာအင်တာနက်နဲ့ဆရာတယောက်ကပြောသွားတယ်ကိုကကိုရရောင်းနေတယ်ကိုကကိုရကိုမဟာပိဋကတ်တွေနဲ့တန်းစီတွေတော့ဝင်လာတဲ့ဆရာအဲ့တယောက်ကပြောသွားတယ်ဆရာလို့ကျွန်တော်ဒီတပိကြီးမြို့နယ်မှာတော့ကျွန်တော်ကိုရဆိုင်အယောင်းအကောင်းဆုံးပဲဘာညာကြွားလိုက်သူကပြောတယ်အောင်ကြီးရတဲ့မင်းကိုရရောင်းကောင်းတာထမ်းတဲ့သမားကံကောင်းဖြစ်တာနဲ့အတူတူပါပဲဒီဘိုးတော်ဘာပြောသွားတာထမ်းတဲ့သမားကံကောင်းနောက်တနေ့သူတဲရှိတဲ့နေရာရွှေတော်ဆိုတော့တဲပေါ့နော်သူရှဲတဲ့နေရာလိုက်သွားပြီးတော့ကွန်းတုပ်လေးလက်ဆောင်ပြုတော့ဆရာထမ်းတဲ့သမားကံကောင်းဆိုတာကျွန်တော်နားမလည်ဘူးဘာတော့အောင်ကြီးကမင်းစဉ်းစားကြည့်ကွာတဲ့ထမ်းတဲ့စားတဲ့ကောင်ကံကောင်းလို့ရှိရင်ဗာများများတက်ရမှာတော့တပင်များများတက်ရမှာတပင်များများတက်တော့ချမ်းသာမှာလားတဲ့မင်းလည်းရွှေတော်လာပြီးကွန်းရရောင်းနေလို့ရှိရင်ကွန်းရရောင်းကောင်းလို့မင်းချမ်းသာမလားဒီစကားတစ်ခုကဥအောင်ရဲ့ဘဝကိုအလင်းပေးလိုက်တာအဲ့လိုဆိုရင်ငါကွန်းရရောင်းလို့မရဘာလို့ရမှာရွှေကုန်တယ်လို့ရမှာပေါ့ဘာဘူးလို့ရွှေတော်မှာဆိုင်ကယ်စီးတာလည်းရွှေကုန်တယ်ကားစီးတာလည်းဆိုင်ကုန်တယ်တိုက်ဆောက်တာလည်းရွှေကုန်တယ်စတိုးဆိုင်တွေကွန်းရဆိုင်ကမဆောက်နိုင်အဲ့တော့ဒီရွှေလုပ်ငန်းကငါပြောင်းရမှာလားဆိုပြောင်းရပါမယ်ဆိုတာကိုကနားလေအဲ့ဒီအချိန်မှာဥအောင်ရဲ့အမေကငယ်ငယ်လေးကတည်းကစာဖတ်ခိုင်းတယ်အခုဒေါက်တာကြီးလည်းခဏခဏပြောပါတယ်အားလုံးဒီဘက်ကစာပေပြိသက်တွေကလည်းပြောတယ်လူငယ်တွေစာမဖတ်ကြတော့ဘူးစာမဖတ်ကြတော့ဘူးဒါလည်းဥအောင်တို့စွကြီးလိုက်ပြီးတော့စာဖတ်ပါလို့ပြောလို့မရနိုင်ပါဘူးသူခေနဲ့သူခါနဲ့ဖြစ်တာဖြစ်တဲ့အတွက်မတတ်နိုင်ဘူးဒါပေမဲ့ဥအောင်ဘဝမှာတော့ပြောင်းလဲခဲ့တာဒီဆရာကြီးရွှေတောင်းရဲ့အကြံဉာဏ်နဲ့ကြီးပွားရေးဆိုတဲ့ဒီစာအုပ်တုပ်ထဲကဥအောင်ဘဝကိုပြောင်းလဲတာပါဒီစာအုပ်ကအဲ့စာအုပ်ဖတ်ပြီးကြတဲ့ဥအောင်အင်မတန်ယူပါတယ်အဲ့ဒီနေ့ကလေးကချမ်းသာခြင်းပါတယ်ဒီထဲကစာအုပ်ထဲအတိုင်းလိုက်လုပ်ပါတယ်ဘာမှလည်းမများပါဘူးဒီစာအုပ်ဆရာဦးမောင်မျိုးတို့ရောင်းဖို့ဥအောင်တို့ရဲ့ဒီစာအုပ်တို့နောက်တကဒီဖေမြင့်ရဲ့ဘေဘီလုံးမချမ်းသာဆုံးတို့ဒီစာအုပ်တွေဖတ်ပါဆရာကြီးဒေသနာစောချစ်တို့ရေးတဲ့စာအုပ်တွေအခုဆရာကြီးတို့ရဲ့ဟလာဒီပန်းမြန်လေးကအများကြီးပါပဲဒီဆရာကြီးဦးအောင်သိန်းတို့ဒီဆရာသမားမိဘတွေကလည်းအကောင်းဆုံးຢာတွေပြောထားတယ်အများကြီးပဲဒါပေမဲ့ဦးအောင်တို့ပြောချင်တာကဒီစာပေလည်းဖတ်ရမယ်ကိုယ်တိုင်လည်းလေ့လာအဲ့လိုမလုပ်ဘူးဆိုရင်တော့တို့လူတွေအောင်မြင်မှာမဟုတ်ပါဘူးဒါကြောင့်မို့ခုနဦးအောင်ရဲ့အဲမှာခုနဘာလူဆင်းရတယ်ဆိုတဲ့ခေါင်းစဉ်လေးပြီးတဲ့အခါမှာနောက်တစ်ခုကလူငယ်တွေနဲ့ပတ်သက်လို့ဇာတိတာနဲ့ပတ်သက်တာလေးပြောချင်ပါတယ်အဲ့ဒါဘာလဲပြောရင်လူငယ်တွေကဘလောက်ပဲသင်တန်းတွေတက်တဲ့ဘလောက်ပဲစာရီတင်တင်ဇာတိတာမကောင်းဘူးဖောက်ပြန်နေမယ်မူရစေဝါလည်းလုပ်မယ်လောင်းကစားလည်းရှိမယ်ဘောလုံးပွဲလေးကလည်းလောင်းကျင်တယ်ချဲလေးကလည်းတွက်နေမယ်ချမ်းသာဖို့မလွယ်ပါဘူးဘလောက်ပဲစီးပွားရေးလုပ်လို့လောင်းကစားဆက်နွယ်နေတဲ့ပုဂ္ဂိုလ်ဟာအောင်မြင်မှုမလွယ်ပါဘူးဒါကြောင့်မို့လို့ဥအောင်ရဲ့ Facebook ထဲမှာရေးထားတယ်ငွေမကုန်တဲ့ရေတရာသွားမစနဲ့ဆိုတာလေဖတ်ပြလိုက်ပါငွေမကုန်တဲ့ရေတရားသွားမစနဲ့တရားစကားဝင်ယောဂီတူဖြစ်တဲ့ဥိမောင်ကပြောပါတယ်ဒီလိုဗျကျုပ်ဘဝမှာဖြစ်ခဲ့တာလေးပြောပြမယ်ကျုပ်ကငှက်ဖျားတိုက်ပြည့်ရေးဌာနမှာဝန်ထမ်းလုပ်သက်ပြည့်ပင်စင်ယူလာတာပါကျုပ်အသက်25လောက်တုန်းကပေါ့ဗျာကျုပ်အထက်ရာရှိ2ယောက်ကမိန်းမ2ယောက်တွင်နဲ့ဆိုတော့ငါလည်းရနေအခက်သားဆိုပြီးတော့ကျုပ်ဗေဒင်သွားမေးပါတယ်ဗေဒင်ဆရာလည်းရမ်းမှန်တယ်မင်းမကြခင်မှာမရငယ်ရခိုင်းရှိတယ်တဲ့ဒီဒုက္ခပါပဲဗျာကျုပ်မရငယ်မရအောင်ရေတရာလေးပေးပါဆရာအေးမင်းလိုချင်တဲ့ရေတရာငါပေးမယ်ဟေးအေးရေတရာကတော့သွားမစနဲ့ဒါပဲလူငယ်တွေလည်းဗါတဲ့
သွားမစားနဲ့အဲ့ဒီမရေငယ်မဟုတ်ဘူးမူရည်စေဝါလည်းသွားမစားနဲ့အရက်လည်းမစားနဲ့အခုခေတ်ကတော်တော်စိတ်ညစ်စရာကောင်းတယ်ဗျမိန်းကလေးတွေကစဝိုင်တော့ပြီးတော့ချီယာစလုပ်တယ်ဟလာခွက်ချင်းတက်ရင်စီးပွားရေးဖြစ်တယ်ဖြစ်နေတယ်ကျွန်တော်တို့ကတော့ဗနေ့အချိန်ထိဥအောင်ကိုယ်တိုင်လည်းဥအောင်သမီးတွေမင်္ဂလာဆောင်တယ်ညနေတိုင်းမင်္ဂလာပွဲမှာအရက်တော့တာပါရင်ငါလည်းမခေါ်နဲ့နင်တို့လည်းမလုပ်နဲ့အဲ့တော့မဖြစ်လို့တော့ရတာမျိုးလုပ်ချင်လို့ပါတတ်နိုင်ရင်ကင်းအောင်လို့ဘယ်ကိစ္စမှသူစလို့မရဘူးဥအောင်ကကွန်းရရောင်းတယ်ဒီမှာသွားဖွေးနေတယ်အင်မတန်ဖြတ်ရတာခက်တယ်နော်အိမ်မက်ထဲဒီကွန်းကစားတော့အခုဒီကွန်းရအစားနေတော့စားကျင်တော့အင်မတန်ဆွဲတာဒါပေမဲ့ကိုကတစ်ခုလိုရင်တစ်ခုလျှော့ပေးရမယ်လေနော်ဟိုတချင်းတွေကလို့ဖြစ်ချင်တာအကုန်လုံးကိုဖြစ်ချင်တာအဲ့ဒါတော့လုပ်လို့မရဘူးအခုကဥအောင်ကဟောပြောပွဲတွေတက်ပြောတယ်ဟာဥအောင်ကဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ယူသားပါတယ်ဟိုတနေ့က post တစ်ခုတင်လိုက်တယ်ဥအောင်ရေးတဲ့ဟလာစီဝါကြီးဘယ်လိုလုပ်ရမလဲပေါ့နော်ဥအောင်ကိုယ်တိုင်ကတော့မတော့မစားဘူးဟလာဘာညာပေါ့နော်ကြီးလဲခါကျတော့ဥအောင် comment ပြန်ရေးပါဟာမှားနေပြီနော်လို့ကိုရတဲ့အောင်ဆိုတာရွှေတော်ကိုရောက်သွားတာကံကဟိုပတ်ဝန်းကျင်ကကိုရတဲ့မှာဘယ်ဖရားတကာမှမလာဘူးနော်ရက်တောင်းမဲကောင်းဘီလီကုံတောင်းမဲကောင်းအားလို့ရှင်ဈေးချမဲကောင်းမူးလာတဲ့ကောင်းဒီလိုကောင်းတွေကြားမှနေရတာအဲ့ဒီကနေမှကိုကိုပြန်ပြီးတိုးထွက်ခဲ့ရတာဥအောင်တို့လည်းနေကြုံခဲ့တာအဲ့တော့တို့လူငယ်တွေပြောချင်တာအဲ့ဒီစတာတွေကိုမနေတိုးထွက်ခဲ့ရဒါကြောင့်မို့လို့ဒါလေးကိုပြောချင်တာကနေ့ကြီးပွားချမ်းသာခြင်းနဲ့မင်းတို့ဘာသင်တန်းတက်ဘယ် management တွေတက်တယ်ဘယ် MBA တွေအောင်မင်းတို့ဇာတိတဖောက်ပြန်နေလို့ကလုပ်လို့မရဘူးကိုကျင်တရားတည်ဆောက်တာအခုဥအောင်ကဘလောက်ကောင်းတယ်ပြောတစ်ချိန်မှာအတိုင်းတာတစ်ခုမှာပေါ့နော်ဥအောင်တို့အသက်ပိုင်းခြားတစ်ခုဒီမှာဒီဘက်မှာလုံးဝကင်းစင်အောင်နေပါတယ်ဝန်းရရောင်တဲ့ဘဝမှာလူပြိုဘဝမှာနေတဲ့တယောက်တည်းနေရတယ်ဒီဘဝတွေကငါမဟုတ်ဘူးဆိုတဲ့အတိတ်ဘဝရဲ့တွန်းအားကပစ္စယတတ္တိတွေကတွန်းတာမင်းဒီထဲမနေနဲ့မင်းဒီလိုလုပ်လို့မရဘူးဆိုတာကိုအတိတ်ကတွန်းအားကြောင့်ခဏတရားစခန်းဖွင့်ရွှေသင်တန်းနေပြီလူငယ်တွေပြောတကယ်လို့ဒါဥအောင်ကသူများသားသမီးကိုစော်ကားခဲ့မယ်သူများကိုလိန်ခဲ့မယ်ဆို Facebook comment ထဲမှာအောက်ကဝင်သိမ့်မဲ့လူတွေကအများကြီးပဲနော်ဒါကြောင့်မို့လူငယ်တွေပြောချင်တာမင်းတို့အသက်ကြီးမှမလုံနဲ့အခုကလေးကသူတော်ကောင်းဖြစ်ခြင်းအခုကလေးကလုံကိုလုတ်ခဲ့တဲ့ဟာမှန်သမျှကိုလုံးကအသက်ကြီးလို့မှလူတွေတော်တော်များများဟာလားအသက်ကြီးတော့ကြောင့်ဟိုအဖွဲ့ဝင်ဒီအဖွဲ့ဥအောင်တို့ဘယ်အဖွဲ့မှမဝင်ဘူးခုနဖတ်သွားတယ်မဟုတ်လားဒုတိယဥက္ခရာကြီးပဲပထမဥက္ခရာတခုမှမပါဘာလို့ဆိုပထမဥက္ခရာလို့ရင်ကိုကအချိန်ပေးရမှာကိုကလည်းလူလေဒုတိယဥက္ခရာဆိုတော့လူရလဲဝင်နေမသွားလေရတယ်ပေါ့နော်တတ်နိုင်တယ်လို့လဲလို့ရှေ့ဒီနေလို့ကတော့ကိုယ့်အိမ်ကကိုလောက်ရမှာမဟုတ်တော့ဘူးနော်အဲ့တော့အဲ့ဒီလိုလုပ်တဲ့အခါမှာဘာလုပ်တာလဲခဏဥအောင်တို့ပြောချင်တာတမောသဆရာကျောင်းဥအောင်တို့ MRCCI အတွက်သိန်းတစ်ထောင်လူတယ်ဘယ်အတွက်ဆိုလူတယ်အဲ့တော့ဆရာကသူ့ရဲ့လှူဒန်းနိုင်တယ်သူ့ရဲ့နိုင်ငံတကာကစုတွေရတယ်မြန်မာနိုင်ငံအတွက်အခွန်အများဆုံးဆောင်တဲ့အတွက်ဘာလုပ်ရတော့ဘယ်အဖွဲ့မှဝင်စရာမလိုဘူးဆရာကျွန်တော်တို့အသင်းလေးကို MRCCI UMSCC မှာနာယကလေးလုပ်ပေးပါဦးပြောချင်တာကိုတီဆောက်တာအသင်းအဖွဲ့တွေကလာပြီးတော့ကိုယ်ကိုနေရာပေးလိုက်မယ်ကိုလှုပ်ထားတယ်ငငယ်ရမဟုတ်တာတွေလှုပ်ထားတာတွေကိုအသင်းဖွဲ့နဲ့မဖုံးကျင်နဲ့သူများဆွဆွဲတာမဟုတ်ဘူးတော့လူငယ်တွေကိုပြောနေတာမင်းတို့လူငယ်တွေကြီးမှမဖုံးကျင်နဲ့ကိုကစကြရတိဆောက်ခဲ့အဲ့လိုတိဆောက်ခဲ့လို့ကြီးဘာမှသွားစရာမလိုကိုလာပြီးတော့ဥအောင်ကျွန်တော်တို့အသင်းလေးဘယ်ဘောဘကပွဲလုပ်ပြီးတော့မအားပါဘူးဆိုတဲ့ကြောက်ပေးလုံးလို့ထွက်ကိုပြေးနေရတာအဲ့မလို့ပထမဆိုရင်တော့မလုပ်နိုင်ဘူးဒုတိယဆိုရင်တော့လုပ်ပေးမယ်ဒါလည်းကိုကြီးကိုသိတဲ့စကားပါတယ်ပြောရင်ကြားရင်ခွင့်လို့ပါနော်အဲ့တော့ငွေမကုန်တဲ့ရေရသွားမစနဲ့ဆိုတာဘာမှရေရမရှိနဲ့နော်ဘယ်မှမကောင်းမှုမှန်သမျှသွားမစပါနဲ့နော်နောက်တစ်ခုသင်ဘဝမှာဒုတိယအဖေရှိခဲ့ဘူးလားဒါလည်းဥအောင်တို့ဘဝတွေမှာခဏဥအောင်တို့ပြောပါတယ်နော်ဘဝတစ်ခုမှာလူတစ်ယောက်ကြီးပွားချမ်းသာတာလဲလူတစ်ယောက်ကိုကြည့်လိုက်မွေးတဲ့အမေဖေကပထမအမေဖေဒုတိယအဖေနဲ့တူတယ်ကိုယ့်ကိုစောင့်ရှောက်ပြီးတော့ဒါမင်းမလုပ်နဲ့ဒါလုပ်ဆိုတာအသေးစိတ်သင်ကြားပေးတဲ့အဖေမျိုးရှိဖို့လိုတယ်ဒါပေမဲ့အဲ့လိုအဖေမျိုးကမိုးဘဝကြလာပြီးတော့မောင်ကြီးငါတော့မင်းဒုတိယအဖေနော်မင်းအကုန်စောင့်ရှောက်ပေးမယ်မရဘူးကိုကနေတဲ့ထိုင်တန်းမှာအခုဆရာတို့နဲ့တွေ့တယ်ဘဘလေတွန်းသားစောချင်းနဲ့တွေ့တယ်အထူးပင်းစားတယ်ဆရာကြီးဒါလေးကအယိုးလေးနော်ဒါလေးကအသားလေးဒါလေးကကြက်စွပ်ပြုတ်လေးဒါလေးတောက်ပေးဦးနော်ဘာလို့အပ်လဲဒါကကိုယ့်ဘက်ကစပြီးတော့ကိုယ့်အရက်ထဲမှာကြီးပွားတိုးတက်တဲ့ပုံကိုယ်တွေရှိတယ်ဒီမှာလည်းအများကြီးရှိတယ်အဲ့ဒီပုံကိုယ်တွေအောက်မှာကိုကကျိုးကျိုးနွန်နွန်နေသူတို့စီကပညာတွေရလိမ့်ဒါမှသာလေတို့လူတွေရမှာဒါကြောင့်မို့လို့သင်မှာဒုတိယအဖေရှိခဲ့ဘူးလားဆိုတော့ဥအောင်ရဲ့စာတလုံးစာအုပ်တွေကစာလေးဖတ်ကြည့်ပေါ့သင်မှာဒုတိယအဖေရှိခဲ့ဘူးလားကိုကြီးမျိုးသိမ်းမတွေ့တာကြပေါ့ဟုတ်တယ်ကိုကြီးနေကောင်းဟုတ်ကောင်းမှပြောအောင်မယ်ကျုပ်ရဲ့ဘဝမှာတိုးတက်ခဲ့ရတဲ့အကြောင်းထဲမှာမိသားစုအပြင်ကျုပ်ရဲ့ဒုတိယအဖေလို့ပြောလို့ရတဲ့ဦးခမောင်တန်းရဲ့ကျေးဇူးတွေကြောင့်လို့ပြောလို့ရတယ်ဗျာခုနေတဲ့အိမ်သူဝယ်ပေးတာဆိုင်ဖွင့်ဖို့
အရင်ဒီသူထုတ်ပေးတာဟာအဲ့လောက်ကြီးကိုလား စာတင်လိုက်အောင်လေ ဟုတ်ပါရောလားကိုအောင်ရငါဘဝမှာဥက္ကမောင်တန်ခိုင်းလို့လိုက်လောက်တာတခါမှမမှားဘူးသေးပါဘူးကွာငါရဲ့ဒုတိယဖေပါခုလို့ပြောပြလို့ကျေးဇူးပါပဲနောင်ကြီးမျိုးရေဒီနေ့တိုးတက်အောင်မြင်နေသူတိုင်းမှာအဖေရင်းနဲ့မချာမိမိရဲ့တိုးတက်ရေးဟိုသာလိုလားပြီးလမ်းညွန်ကူညီပေးတဲ့အဖေရင်းမဟုတ်တဲ့ဒုတိယအဖေတွေအများများရှိခဲ့ကြတယ်ခုလိုကူညီပေးတဲ့ဒုတိယအဖေများလည်းကူညီပေးလို့သူတို့မစင်းရကြပါဘူးပို့လို့သာချမ်းသာသွားကြတယ်ကူညီခံရတဲ့တူတွေသားတွေတဲ့မနှိမ့်ကြပါဘူးစေနာမှန်တဲ့ဒုတိယအဖေများဘယ်တော့မှမစင်းရဲသလိုကျေးဇူးသိတတ်တဲ့သားများလည်းပို့လို့သာတိုးတက်ကြပါတယ်ဥအောင်ရဲ့ဘဝမှာဒုတိယအဖေတွေအလွန်များပါတယ်အဲ့ထဲကတဦးအပါဝင်ဖြစ်တဲ့ဦးကြည်ဝင်းစီကတယောက်လည်းအပါဝင်ပါပဲယနေ့တိုင်စောင့်ရှောက်ဆဲပူပန်ဆဲနှွေးထွေးဆဲပါပဲအဲ့တော့ဦးအောင်ဘွားမှာမြတ်စကြာဆရာတော်ဘုရားကြီးလို့ဆိုရင်မိဘကတော်ကံသင်ပေးခဲ့တဲ့ဒုတိယအဖေပါပဲဘာဥတော်တို့ဆိုရင်မြေဘလို့ဝယ်ရမယ်ဘလို့ရောင်းရမယ်ဘာလုပ်ရမလဲအများကြီးပဲအဲ့တော့ကိုယ့်ကိုလူငယ်တွေဦးအောင်တို့ပြောချင်တယ်နော်မင်းတို့အပေါင်းအသင်းပေါင်းရင်ကိုယ့်တဲ့နေနဲ့လူမပေါင်းပါနဲ့ဦးအောင်ရဲ့သားကိုလူဟန်ကိုပြောတယ်ငါသားမင်းကိုယ့်တဲ့နေရင်မပေါင်းနဲ့သားပြန်ပြောတယ်အဖေကျွန်တော်ပေါင်းဖို့လူမရှိတော့ဘူးမန်းလေးမြို့မှာဘာဖြစ်တာတော့ကျွန်တော်ကအရက်6ပေတစ်လက်မှရှိတော့အကုန်လုံးကကျုပ်တဲ့နေနေတယ်ဒီကောင်ကိုယ့်တဲ့နေရင်မပေါင်းနဲ့ဆိုတာအရက်ပြောတာမဟုတ်ဘူးကိုယ့်တဲ့နေနဲ့ဇာရိတ္တကိုယ့်တဲ့နေနဲ့ကိုကျင်တရားရှိတဲ့နေနဲ့လူမပေါင်းနဲ့အခုလူငယ်တွေမင်းတို့ပြောမယ်မင်းတို့ကိုဖျက်ဆီးမဲ့လူတမီးတို့ပြောမယ်နော်မင်းတို့ကိုဖျက်ဆီးမဲ့လူကဟိုတရုတ်ပြည်ကလာပြီးတော့တရုတ်မကြီးကဂါဝန်ကြီးနဲ့ကိုပြီးတော့လာဆိုပြီးတော့ဟိုရောင်းစားမှာမဟုတ်ဘူးတမီးတို့ဖျက်ဆီးမှာကအတူတူနေတဲ့တငယ်ချင်းမင်းတို့ကိုဆေးချပါတင်ပေးမှာမင်းတို့တငယ်ချင်းဒီကောင်မင်းပဲရောက်လာတော့ငါကွာတရားစခန်းဝင်တာအမဘုရားဖြစ်မဲ့အုတ်ခဲကျိုးရမြမင်းဘာလုပ်တော့လားငါတို့နဲ့ပုံမှန်သူတို့နေရာပဲဆွဲချမှာဟိုတမီးမိန်းကလေးချင်းလေအဲ့နင် iPhone ကဘယ်လိုကန်ကျင်တာတော့နင် iPhone ကန်ကျင်လို့ရှိရင်ငါပြောတာလုပ်မလားတရုတ်ပြည်လိုက်လို့ရှိရင်တစ်လ30ရမယ်ဘယ်မှမဖြစ်ဟိုကြရောင်းစားခံရပြောချင်တာကကိုနဲ့ရွယ်သူတန်းသူကိုတဲ့နေကြတဲ့လူမပေါင်းပါနဲ့အဲ့ဒါအမတန်ရေးကြည့်ပါလေဒါကြောင့်မို့လို့ကိုတဲ့နေရင်မပေါင်းနဲ့ဥအောင်ကငယ်ငယ်လေးကတည်းကအခုဥအောင်ပေါင်းနဲ့တော်တော်များများပေါ့နော်ဆရာကြီးဥအောင်တင်းတို့ဆိုလည်းအမြဲတမ်းရောက်ပါတယ်အခုဆရာကြီးလေတွင်သားစောချစ်တို့ဆရာကြီးဥအောင်တင်းတို့ဟောပြောဝဲသွားတဲ့ဥအောင်တို့ကထမင်းစားတယ်တွေ့ပါတယ်နောက်ဘဘဦးစင်းကြီးဆိုတာအသက်84နှစ်ရှိပါပြီဓမ္မစီရပါဥအောင်အဲ့ရဘေးမှာအမြဲတမ်းထားတယ်လစဉ်လစာပေးတယ်ကျုပ်ဖတ်ရမယ်စာအုပ်ခမည်းတောင်းလစဉ်စာအုပ်3အုပ်ညှို့ပေးရမယ်တကယ်လို့မအားဘူးဆိုအဲ့စာအုပ်ကိုကျုပ်ကိုပြောပြဘာကောင်းတယ်ဒါမျိုးပါပြောချင်တာကိုယ့်ရဲ့အသက်ကြီးတဲ့လူနဲ့ပေါင်းပါဈာရှိတဲ့လူနဲ့ပေါင်းပါကိုကဘိုလ်လို့ရတဲ့တငယ်ချင်းတွေနာပျော်နေလို့ကတော့အဲ့ဒါမင်းဘာမှအလုပ်ဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့နော်ဥအောင်ကလေးပြောချင်တာကတို့ညောင်းများလူငယ်တွေမှားခဲ့ခြင်းပါလေမင်းတို့ဘာလုပ်ရမှာတော့ပြောရင်ဒီမြောင်းမှာချမ်းသာတဲ့ပုံကိုယ်တွေအောင်မြင်နေတဲ့ပုံကိုယ်တွေရှိလိမ့်မယ်နောက်ဆုံးဒေါက်တာကြီးတို့ရှိတယ်သွားလေးလာပါစကားပြောပါသူတို့နဲ့အချိန်ယူပါဒီမျိုးမှာတကယ်ပရာဟိတလုပ်ပြီးတော့စေတနာမှန်မှန်နဲ့လုံးဝအဖြူစင်သုံးပုံကိုယ်တွေရှိတယ်အဲ့ဒီပုံကိုယ်တွေကမင်းတို့ကိုပြောချင်လို့အစဉ်သင့်စောင့်နေတယ်ဥအောင်တို့ကတော့အောင်သမာဓိပိုင်ရှင်မို့လို့နာမည်ရလည်းရှိကိုယ်ရတဲ့ရလည်းဖြစ်ပြရုပ်ကလေးရလည်းကောင်းတော့ဘယ်ကလာပြောပါဟိုကလာပြောပါမင်းတို့ကိုပြောတဲ့ပုံကိုယ်တွေဥအောင်တို့ခဏခဏပြောတယ်လူစာအုပ်ဖတ်ဘာစာအုပ်ဖတ်မယ်ဘာသာဥဖတ်မယ်ဒါဥအောင်တွေကရှိကြရတယ်ဘယ်စာအုပ်မှာကိုးကားထားတာမဟုတ်ဥအောင်ဘွားတွေအကြောင်းတွေပြောနေတာဒါကြောင့်မလို့ခေါင်းစဉ်ကပါတယ်ဘဝနေနည်းနဲ့ဘဝအတွေ့အကြုံအဲ့တော့မင်းတို့မြောင်းများမှာတကယ်စာရီအများကြီးဖတ်ထားပြီးတော့ပြည့်ပြီးတော့ဗိုက်ကြီးကိုဖောင်းကားပြီးတော့တခါတည်းနော်ပေးခြင်းလို့စောင့်နေတဲ့လူတွေရှိတယ်သွားစကားပြောပါအခုတို့လူတွေခဏမှလာပြောရတယ်ဟောပြောပွဲနားထောင်နေတော့ပတ်စံပေးရတယ်ဘာပေးရလဲအချိန်တော့ပေးရတာပေါ့ဥအောင်တို့အချိန်အများကြီးပေးရတာ2ရက်ပေးရတယ်မနေ့ကပြန်လို့မရသေးဘူးဒါတော့နော်ဒါမှမဟုတ်တို့လူငယ်တွေကိုပြောချင်ပါတယ်ကိုဘဝမှာဒုတိယအဖေနဲ့တူတယ်အဖေဆိုတာအသက်ကြီးမှမဟုတ်ဘူးနော်ကိုတဲ့ငယ်တဲ့ဟာလေဥအောင်တို့ဆရာတင်တာနေအများကြီးပဲရွယ်သူချင်းနဲ့တော်တဲ့လူကိုပေါင်းပါကိုတဲ့နေနဲ့လူနဲ့ပေါင်းရင်နော်ဒုက္ခရောက်နိုင်ပါတယ်နောက်တစ်ခုဖတ်ပါမယ်အောင်မြင်ခြင်းချင်းအစည်းအဝေးလုပ်ဒါလေးလည်းပြောချင်တယ်နော်အောင်မြင်ခြင်းအစည်းအဝေးလုပ်ဆိုတာလူတွေကတော်တော်များများကအစည်းအဝေးလုပ်တဲ့အလုပ်ကိုမလုပ်ကြဘူးအခုဥအောင်တို့ရွှေဆိုင်တွေကများလာတဲ့ခါကျတော့ဥအောင်ကဝန်ထမ်းနေတဲ့အစည်းအဝေးလုပ်တယ်အိမ်မှာစပြီးတော့
စီမံဌာနဆိုပြီးဖွင့်တဲ့အခါမှာအမျိုးသမီးနဲ့သားသမီးတွေကပြောတယ်တော့ကဘာစီမံမှာလဲကျွတ်တို့စီမံနေတာပဲတဲ့ဘယ်ဟာဒီခေါ်လာအောင်မှာတော့ဟဲ့မဟုတ်ဘူးဆိုင်နေရများလာပြီစီမံဆိုတာခန့်မှရမယ်အိတ်ချာဆိုတာခန့်ရမယ်ဟာအိတ်ချာဆိုတာဘာတော့လုံညုံရေးဆိုတာဘာတော့အင်မတန်ပြဿနာတက်ပါအဲ့တော့နောက်ပိုင်းမှာဆိုင်နေများလာလာတဲ့အခါမှာအစည်းအဝေးမလုပ်တော့သူတို့ကအစည်းအဝေးလာမတက်ဘဲနဲ့အပြင်မှာပဲသူတို့ပြောချင်တာပြောတယ်အကျုပ်ကဒါသဘောမတူမဟုတ်ဘူးမင်းပြောချင်အစည်းအဝေးမှာလာပြောအစည်းအဝေးထဲမှာပဲကန့်ကွက်အပြင်ကျမှပြောတာတရားဝင်မဟုတ်ဘူးငါတို့ဝန်ထမ်းအများကြီးနဲ့လုပ်ရတာလိုက်ကြည့်နေတာဒေါ်မော်စီကအပြန်ကြကိုတွေ့တော့မှထင်တာပဲကိုလည်းကြုံတော့အာပေါင်အရင်တန်ပြောမိတာပေါ့နော်အဲ့တော့ပြောချင်တာကတယောက်တည်းရှိကိုယ့်ဘာကိုစူးစမ်းပါတို့ဗမာလူမျိုးကလည်းအစည်းအဝေးလုပ်ဖို့တို့အဖွဲ့အစည်းဖွဲ့ဖို့ဆိုအင်မတန်ခက်ပါတယ်တယောက်တည်းပြိုင်တာတောင်ဒုတိယရပြိုင်တာကဘယ်နှယောက်တော့ရတာကတယောက်တည်းပြိုင်တာအားရပါရပြင်လာတာအဝင်ကြတော့ဟိုကြည့်ဒီကြည့်နဲ့ခလုတ်တိုက်တာခဲရသူ့ရင်ပန်းဝင်သွားတော့ခဲရပထမရသွားသူကဒုတိယဖြစ်သွားတယ်အဲ့ဒါအားပေးလိုက်ပါဦးတယောက်တည်းပြိုင်တာဒုတိယရအစည်းအဝေးလုပ်ဥအောင်ကရွှေအောင်သမားကြီးရွှေတိုင်ဖွင့်တယ်ရွှေတင်တန်းနေပေးတယ်ရွှေတပိတ်တာကန်တမ်းမဲ့ပေးခြင်းသားသမီးတွေခေါ်တယ်ငါရွှေတပိတ်တာကန်တမ်းမဲ့ပေးခြင်းနဲ့ဗမာပြည်မှာအရင်ဆုံးကားပေးတယ်2013ဥအောင်စပေးတယ်ဘယ်ရွှေတိုင်မှမစဘူးရွှေတင်တန်းပေးတယ်ဘယ်သူမှမစဘူးကိုစပေးတယ်အဲ့တော့ကားပေးမယ်ဆိုတော့လေဒီကောင်ယူလို့ရွှေတင်တန်းပေးတော့ဆိုတော့ဒီကောင်ယူလို့ရွှေတပိတ်တာပေးမယ်ဆိုတဲ့အခါကျတော့ဟာသားသမီးတွေကပြောတယ်အဖေမများလုံးဘူးလားမိမလည်းမများလုံးဘူးလားကြုတ်ကြတော့တော်စိန်တကဝယ်မပေးဘူးလေတပိတ်တာကြပေးခြင်းလေဟဲ့ပြောပြမယ်သူများမပေးတဲ့အချိန်မှာကိုပေးဖို့မှန်မှန်ကန်ကန်ပေးဖို့လိုအပ်တယ်အဲ့တော့ဦးအောင်ပြောတယ်တရွေးဝယ်လဲတပိတ်တာပေးလိုက်ငါပိတ်တာဝယ်လဲတရွေးတပိတ်တာလက်မှတ်ပေးလိုက်ဆိုတော့အဲ့မှာသားသမီးတွေအဖေအဲ့လိုဆိုမဖြစ်ဘူးတဲ့တပီးကရွှေများများရောင်းနေတာလေတဲ့ရွှေများများရောင်းဖို့လိုရင်တော့တရွေးသမားနှစ်ရွေးသမားအဲ့လိုပေးလို့မရပါဘူးကဲအဲ့လိုဆိုဘာလို့အစည်းအဝေးခေါ်လိုက်အဲ့ကြမှာအယောင်သမားတွေအကုန်ခေါ်မန်နေဂျာတွေခေါ်မင်းတို့ဖြစ်တာတွေအကုန်တင်ပြဆို2လလောက်အစည်းအဝေးလုပ်ရတယ်အဲ့ဒါခုနခေါင်းစဉ်ကပါလေချမ်းသာခြင်းအစည်းအဝေးလုပ်ဆိုတာဒီကနေ့ဒီထဲမှာလုပ်ငန်းရှင်တွေပါလိမ့်မယ်လူလက်တန်းမဲနေကိုလှုပ်ချင်တဲ့အလုပ်တစ်ခုကိုအဲ့ဒီဝန်ထမ်းနဲ့ဆွေးနွေးပါ तू ကရောင်းချနေတဲ့ customer နဲ့ဓာတ်ရိုက်ထိတွေ့တာဖြစ်တဲ့အတွက်ကိုယ်ဆိုင်ဘာကြောင့်ရောင်းအားကြတာလဲကိုယ်ဆိုင်ဘာကြောင့်အားနေတာလဲသူတို့က customer နဲ့ဆက်သွယ်တော့သူတို့စီက feedback ကိုယူဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့အစည်းအဝေးလုပ်တယ်ဆိုတာရှက်เสียမဟုတ်ဘူးဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အသင်းမှာပဲဖြစ်ဖြစ်အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ်အစည်းအဝေးလုပ်ဖို့လိုပါတယ်အခုဥအောင်တို့ဒီလာတယ်ဒေါက်တာတို့ဖုံးဆက်တယ်ဥအောင်ဆရာတို့အစည်းအဝေးလုပ်နေတယ်ဘယ်အဖွဲ့အစည်းမှာမလို့အစည်းအဝေးလုပ်တယ်မိသားစုပဲအစည်းအဝေးလုပ်ပါတယ်ဥအောင်ခုအိမ်မှာလာတာ25သိန်းရပါနော်လာတာယူပါကိုယ့်အိမ်မှာလာတာမယူဘဲနဲ့ကြုံတယ်လို့ယူတာလုပ်လို့မရပါဘူးဘာဘူးလို့လာတာယူတာလဲဥအောင်အမေတို့ဖေတို့ကိုတစ်လ3000ကနေထောက်ပံ့ကြတာအခုအမေတို့တေလို့တေတာ9နှစ်ကြီးပါအမေတို့တေတော့တစ်လကို16သိန်းပေးပါတယ်အဲ့တော့အမေတို့ကိုလာတာပြီးတော့မိမရန်လုပ်တယ်တော့မိမအမေတို့အဲ့လောက်မများဘူးလားဆိုတော့ကဲဒီလိုလုပ်မင်းလည်းသိသိယူငါလည်းသိသိယူငါအသိစိတ်တွေကဘလောက်ပြီးပြီးရှာမရှိနဲ့မင်းအစိတ်လည်းမင်းအမေပေးခြင်းပေးမပေးခြင်းပေးဆိုတော့ तू ကအစိတ်ရတော့ညင်သွားတယ် तू ကသူ့အမေနဲ့ပေးတယ်တယောက်2သိန်းပဲပေးတယ်ဥအောင်ကတစ်လကို16သိန်းပေးတယ်မကြီးနဲ့အဲ့ဒါအားပေးလိုက်ဟုတ်အဲ့တော့မင်းတို့လည်းပြောချင်တာအမေအဖေတွေကိုလာစာပေးပါနော်အခုပြောပြီဆရာကြီး2သိန်းခွဲအင်မတန်နဲပါတယ်ဥအောင်2သိန်းခွဲအင်မတန်ကိုနဲပါတယ်နော်ပေးပါဘာဘူးလို့လူကြီးတွေမှာလိုအပ်ပါတယ်ဥအောင်တို့လည်းပြောချင်တာတထေးမို့လို့မထင်နဲ့တော့ဥအောင်တပည့်တွေလာကြတော့တယ်ညီတွေကလာကြတော့တယ်လာကြတော့သွားတော့တရင်ကျွတ်ပေါ့နော်ဒီလိုပဲညီတွေကအရင်တွေကလာကြတော့သူတို့ကလာတာတော့ကားနေပါဟို16လမ်းထိပ်ကကိတ်မုတ်ကို့အလုတ်သမားတော်မစားဘူးဝယ်လာလိုက်တာအမွေးတိုင်ဖျောင်းနိုင်တို့ကအကြီးထိုင်ပြီးကြတော့တယ်အဲ့ဘာတွေတုံးกว่าလို့အမွေးတိုင်ကိုရတယ်ဒါရောကိတ်မုတ်ပါတယ်ဒါရောအစိုးအကူရတယ်ဒီဘက်ကရောအမဒေါ်မော်စီဝုတ်ဖို့လုံကြီးတဲ့ကောက်ကြည့်အဲ့အောင်မင်းဒီပစိုးကတော့ငါအလုတ်သမားတော်မဟုတ်ဘူးလို့မင်းပစိုးကကြမ်းနေတယ်မျက်နာပြက်တယ်အမင်းဒီလုံကြီးကလည်းဒေါ်မော်စီမဝုတ်တော့ဘူးနော်